မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာရေကြီးထားတဲ့အချိန်နဲ့ထွက်တယ်ဒါမှမဟုတ်ဘူးလမ်းကြောင်းတလားလောက်တော့ဟာဒီရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီသိမှာပါရောဒီနေသားဆိုတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီကျဲကြီးကြောင်းကြတော့အင်မတန်မှဟိုမှာကားကြီးကိုဘက်ဆက်သွားလို့မရတော့မရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါယူကားတစ်စီးမှာလဲတော့ဘာမှမဟုတ်ဘဲနဲ့ရှေ့ဘလို့အဲ့ဒါကူးကြမှာတော့ရပါတယ်အပေါ်လေဆိုခုနိုင်တယ်လူကူမာရီကများနေပဲလို့လူကလည်းနည်းနည်းများတယ်မင်းတို့